အားလုံးမင်္ဂလာပါကျွန်တော် brief အောက်မှာဒီဖုံကလာပြီးတော့မှမှန်လာတာပေါ့နော်ဘာမှန်လာလဲဆိုတော့သူကအမေရိကန်မှာနေတာဖြစ်တယ်လေအမေရိကန်မှာလေလူဖြူတွေလေတစီတရေဖြစ်ပြီးတော့မှလေဟိုဝင်ဒီဝင်နဲ့ဖြစ်နေလို့မကြွမလွတ်တော့လေသူကိုယ်တိုင်လေကမ္မထမ်းနေဒီဗာလေပရိတ်တွေရွတ်နော်ပရိတ်တွေရွတ်ပြီးတော့မှမောင်းထုတ်ခဲ့ရတယ်ဆိုပြီးတော့မှနှင်ထုတ်ခဲ့ရတယ်ဆိုပြီးတော့မှဒီဖုံကကျွန်တော်ကိုမှန်လာတာဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ပြောပြမယ်အမေရိကန်မှာအဖြူအမေရိကန်မှာဖုံကနေတာဖြစ်တဲ့အတွက်ကောင်းပါတယ်ဆိုတော့အမေရိကန်မှာတွေးနေတဲ့အဖြူတိုင်းကခရီးရမဟုတ်ဘူးဖြစ်တယ်ဟုတ်ပါတော့အမေရိကန်မှာ60ကနေ63ရာခိုင်နှုန်းလောက်ကတော့ခရီးရဖြစ်တယ်ဆိုတာကိုအတီးပြုလို့ရတယ်ဒါပေမဲ့ကျန်တဲ့လူတွေကနော်ခရီးရဘာသာဝင်တွေမဟုတ်ဘူးဖြစ်တယ်ဘာသာမဲ့တွေရှိတယ်ဂျူဒစ်စင်တွေရှိတယ်အစ္စလမ်ဘာသာဝင်တွေရှိတယ်ဗုဒ္ဓဘာသာဝင်တွေရှိတယ်ဟုတ်ပြီနော်တခြားသော ဆက်ဘာသာကိုးကွယ်တဲ့အိန္ဒိယဘာသာကိုးကွယ်တဲ့လူတွေလည်းရှိတာဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဟုတ်ပြီနော်အဲ့မှာ63ရာခိုင်နှုန်း60ကနေ63ရာခိုင်နှုန်းသောခရစ်ယာန်တွေတောင်မှကက်သလစ်ခရစ်ယာန်ရှိတယ်ပရိုတက်စတစ်ခရစ်ယာန်ရှိတယ်နော်တာသာပြုခရစ်ယာန်အပါဝင်မြောင်များစွာသောအဖွဲ့တွေရှိတယ်ဟုတ်ပြီနော်အဲ့ခရစ်ယာန်တွေတိုင်းကလည်းဖះကိုယုံကြည်တာမဟုတ်ဘူးဟုတ်ပြီနော်အမေအဖေခရစ်ယာန်ဖြစ်လို့လိုက်ဖြစ်နေတဲ့ခရစ်ယာန်တွေလည်းပါတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ခရစ်ယာန်တိုင်းလူဖြူတိုင်းကခရစ်ယာန်မဟုတ်ဘူးဆိုတာပြောချင်တယ်လူဖြူတိုင်းကလည်းကဲ့တင်ကြီးရတာမဟုတ်ဆိုတာနံပါတ်1ပြောချင်တယ်ဟုတ်ပြီနော်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကျမ်းစာအရာကျွန်တော်တို့တရေတစီဆိုတာကမရှိဘူးကျောင်းစီမှာဟုတ်ပြီနော်တရေတစီပိတ်တာဆိုတာကျွန်တော်တို့ရဲ့ယုံကြည်ခံချက်မှာမရှိဘူးကျမ်းစာမှာလည်းမရှိဘူးကျမ်းစာမှာရှင်းလေးပဲပြောတယ်ဟေဘဲဩဝါဒစာမှာဘာပြောလဲဆိုတော့လူသည်လည်းတခါတည်းတည်ပဲထိုးနှောင်းမှာလည်းအပြစ်စီရင်ခြင်းကိုခံရမယ်လေလူကတခါတည်းတည်တယ်တခါတည်းအပြစ်စီရင်ခြင်းခံရတာဖြစ်တယ်အဲ့တော့တည်သွားတဲ့ခရိယန်ပဲဖြစ်တည်သွားတဲ့ခရိယာမဟုတ်တဲ့အခြားဘာသာဝင်ပဲဖြစ်တည်ပြီးသွားလို့ရှိရင်ဒီကမ္ဘာလောကမှာအဲ့တည်ပြီးသွားတဲ့လူရဲ့ဝိညာဉ်ဆိုတာရှိကိုမရှိဘူးဖြစ်တယ်နော်ဟိုအပင်မှာကတ်နေတာဒီအပင်မှာကတ်နေတာဟိုလူမှာကတ်နေတာဒီလူမှာကတ်နေတာဟိုအိမ်မှာကတ်နေတာဒီအိမ်မှာကတ်နေတာဟိုအစာဦးပြတ်မှာကတ်နေတာဒီအစာဦးပြတ်မှာကတ်နေတာဟိုကားမှာကတ်နေတာဟိုလေရင်မှာကတ်နေတာမရှိဘူးဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့ဘာကြောင့်မရှိဘူးလို့ပြောတာလဲဆိုတော့ကျမ်းစာမှာပြောတာရှင်းလေးတခါတည်းသိပြီးတော့မှတရားစီရင်ခြင်းခံရတယ်ပြောတယ်အဲ့လူတွေကယုံကြည်သူတကယ်ယေရှုခရစ်တော်ပြောင်းမိမိရဲ့အသက်ခင်ကတိမိုင်းရှိပြီးယုံကြည်လက်ခံတဲ့သူဆိုပလတ်တိသူပေါ်မှာရှိမယ်ဟုတ်ပြီနော်ယုံကြည်လက်ခံခြင်းမရှိတဲ့သူဆိုလို့ရှိရင်မရဏကိုသွားမယ်ဒါပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါအကြောင်းမလို့တရေတစီဆိုတာဒီကဘာလောကမှာမရှိဘူးဒါဆိုလို့ရှိရင်မေကိုမေးစရာရှိတယ်ဒါဆိုလို့ရှိရင်အခုငါတို့နှင်ထုတ်နေတဲ့တရေတွေတစီတွေငါတို့အခုမြင်နေတဲ့ဟိုအပင်ကမှာရှိနေတဲ့တရေတစီဒီပင်မှာရှိနေတဲ့တရေတစီဟိုအိမ်ပြက်မှာရှိတဲ့တရေတစီဒီအိမ်ပြက်ဟိုတင်းချိုင်းမှာရှိတဲ့တရေတစီဟိုကျောင်းပြက်မှာရှိတဲ့တရေတစီတွေဒီကျောင်းပြက်မှာရှိတဲ့တရေတစီတွေကဘယ်ရောက်လာတာလဲလို့မေကိုမေးစရာရှိတယ်အဲ့ဒါတွေကဘာလဲဆိုတော့စာရမဏတ်နဲ့နတ်ဆိုးဝိညာဉ်ဆိုးတွေရဲ့လှည့်စားခြင်းကြောင့်ကျွန်တော်တွေ့မြင်နေရတာဖြစ်တယ်ဟုတ်ပြီနော်တည်သွားတဲ့လူရဲ့ဝိညာဉ်အယောင်ကိုစောင့်ပြီးတော့မှအဲ့ဒီနတ်ဆိုးဝိညာဉ်ဆိုးတွေကအဲ့ဒီတည်သွားတဲ့လူအယောင်စောင့်ပြီးတော့မှလိုက်ပြီးတော့မှလူတွေကိုလှည့်စားလှည့်ဖျားနေတာဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဥပမာကျွန်တော်တည်သွားတယ်ပေါ့ကျွန်တော်နေရာမှာအစားထိုးပဲကျွန်တော်ဝိညာဉ်ပုံစံမျိုးနဲ့အဲ့နတ်ဆိုးဝိညာဉ်ဆိုတာဟန်ဆောင်ပြီးတော့မှကျွန်တော်ပါဆိုပြီးတော့မှလိုက်လိန်တယ်လို့ပေါ့ဟုတ်ပြီနော်ဒီဘာလောကမှာလည်းလူလိန်တွေမြောင်များစွာရှိပါတယ်အယောင်ဆောင်လူလိန်တွေထိုနည်းသူပဲဝိညာဉ်နယ်ပယ်ဝိညာဉ်လောကမှာလည်းအဲ့ဝိညာဉ်ဆိုးနတ်ဆိုးတွေကတရေတစီဆိုတဲ့ပုံစံမျိုးနဲ့လူတယောက်တည်သွားတဲ့လူတယောက်ရဲ့ဝိညာဉ်နဲ့နိုင်ပြီးတော့မှလှည့်ပြားနေတာဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဟုတ်ပြီနော်နောက်ပြီးတော့မှဒီဖုံကဆက်ပြောတယ်ကပောက်ကျမ်းမှာလည်းဘုရားသခင်ကလည်းလူတွေများယူလေယူထွန်းမှုပြီးတော့မှတတ်တယ်လေလူတတ်တဲ့ဘုရားဘယ်လိုလို့ဘုရားဖြစ်မှာလဲသူရဲ့ဆိုလိုရင်းอ่ะပေါ့နော်အဲ့လိုမျိုးပုံမှာပေါ့ဟုတ်ပြီနော်ဆိုတော့ဘုရားသခင်ကအဲ့မှာလူတွေကိုစီရင်တည်ဖို့အတွက်စီရင်လိုက်တာမဟုတ်အဲ့တည်ဖို့အတွက်မစီရင်ခင်မှာဘာပြောလဲဆိုတော့လူတွေအပိတ်အယံများတယ်အဲ့အပြစ်များတာဖြစ်တော့ငါဒီကမ္ဘာလောကကိုရေနဲ့လွှမ်းမိုးပြီးတော့မှစေကြော်မယ်အဲ့တော့သူတို့ဥဒါမင်းဥဒါနောအေကိုပြောတယ်မလို့တင်းမောဆောက်ဟုတ်ပြီနော်တင်းမောဆောက်ပြီးတော့မှဘုရားသခင်ကတင်းမောဆောက်ခိုင်းတယ်ဆိုတော့ကဲတင်ဖို့ရန်အတွက်ရည်ရွယ်ပြီးတော့မှတင်းမောဆောက်ခိုင်းတာဖြစ်တယ်အဲတင်းမောဆောက်နေတဲ့အချိန်မှာနှစ်ပေါင်းများစွာနောအေးကဘာလုပ်လဲဆိုတော့တစ်ပေသူမှာရောနှစ်ပေသူမှာရောရေးထားတယ်ဟုတ်ပြီနော်ဘာလုပ်လဲဆိုတော့ဖြောက်မှတ်ခြင်းတရားကိုဟောတယ်လို့ပြောတယ်ကျမ်းစာမှာဟုတ်ပြီနော်ဒီလူတွေနောင်တရဖို့ရန်အတွက်မင်းတို့အပြစ်ရှိတယ်နော်မင်းတို့အပြစ်အတွက်ဘုရားသခင်ကဒီကမ္ဘာလောကကြီးကိုစေးကြောတော့မယ်နော်စီရင်တော့မယ်နော်အဲ့တော့ဒီကမ္ဘာလောကမှာရှိနေတဲ့လူတွေအားလုံးနောင်တရဖို့ရန်အတွက် तू လက်မိသလောက် तू ဘာလုပ်လဲဆိုတော့နှစ်ပေါင်းမြောင်များစွာတရားလိုက်ဟောတယ်ဒါပေမဲ့လူတွေကအဲ့တရားဟောတဲ့အခါမှာဖြောင့်မရှင်တရားကိုပြောတဲ့အခါမှာလူတွေကမယုံကြဘူးပြည့်ရပြူကြတယ်လှောင်ပြောင်ကြတယ်အဲ့ဒါကြောင့်မလို့ဘုရားခင်ကနောက်ဆုံးသူတို့နောင်တမရလို့စီရင်ပြီးတော့မှစေးကြော်ပေးလိုက်တာဖြစ်တယ်ဒီကမ္ဘာလောကကိုဟုတ်ပြီနော်ဘုရားခင်ကဖြောင့်မတ်တဲ့ဘုရားဖြစ်တယ်ဖြောင့်မတ်သွားစီရင်တဲ့ဘုရားဖြစ်တယ်တစ်ဖက်မှာလည်းဂိယုနာရှင်မေတ္တာရှင်ချစ်ချင်းမေတ္တာဘုရားဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့ကိုစီရင်မဲ့ဒါပေမဲ့သူတို့နောင်တရဖို့ရအတွက်အခွင့်အရေးပေးတယ်သူတို့နောင်တမရနောင်တမရတော့ကြောင့်ဒီကမ္ဘာလောကကြီးကိုဘာလုပ်လိုက်တာရေထမ်းမှုပြီးတော့မှစီရင်လိုက်တာဖြစ်တယ်ဘုရားခင်က
ကမချစ်လို့မဟုတ်ဘူးဆိုတာပြောချင်တယ်ဥပမာပေါ့ဗျာဖုံဖုံရဲ့လက်မှာဟုတ်ပြီနော်ဖုံဖုံရဲ့လက်ကဟုတ်ပြီနော်ဒီထိတ်ကနေပြီးတော့ဒီတထောင်စစ်အထိဒီတထောင်စစ်စီပီတယ်ကင်ဆာဖြစ်တယ်ပေါ့ဟုတ်ပြီနော်အဲ့ကနေပြီးတော့မှဒီတထောင်စစ်ကနေမဖြတ်ဘူးဆိုရင်ကျန်တဲ့အစိတ်ပိုင်းတွေကူးဆက်ပြီးတော့မှနောက်ပတ်စုံအသက်သေးတဲ့အထိဖြစ်သွားနိုင်တယ်လို့ဆရာဝန်ကပြောတယ်ဆိုလို့ရှိရင်ဖုံဖုံဘာလုပ်မလဲဒီလက်ကိုထပ်ထားမလားဖြတ်မလားဟုတ်ပြီနော်ထပ်ဒီလက်ကိုဖုံဖုံကโอเคမဖြတ်မဖြစ်ဒီကျန်တဲ့အစိတ်ပိုင်းတွေကူးမှဆိုလို့ဖြတ်ပလိုက်ရတယ်ဆိုဖုံဖုံကဒီလက်ကိုမချစ်လို့ဖြတ်တာလားတန်မိုးမထားလို့ဖြတ်တာလားဒါမှမဟုတ်ဒီကျန်တဲ့အစိတ်ပိုင်းတွေကိုထိမှဆိုလို့မဖြတ်မဖြစ်မလို့ဖြတ်လိုက်ကြတာလားဆိုတာကိုစဉ်းစားဖို့လိုတယ်ဟုတ်ပြီနော်ဖျားခင်စီတဲ့ထိုနည်းတူပဲဖြစ်တယ်အဲ့အပြစ်ရှိတဲ့ generation အဲ့ဒီအမင်္ဂလာအဲ့ဥသာဒူးကြိုက်ကိုပြုတ်တဲ့ generation အဲ့ generation ကိုဖျားခင်ကဖြည့်ဥသာဖြတ်ပလိုက်တယ်ဆိုတာကမချစ်လို့မဟုတ်ဘူးသူဖန်ဆင်းသားလူသူချစ်တာပေါ့ဒါပေမဲ့မဖြတ်မဖြစ်မလို့ဖြတ်ပလိုက်တာဖြစ်တယ်။နောက်လာမဲ့ generation ကိုပို့ပြီးတော့မှတန်ရှင်းစေခြင်းလို့ဖြစ်တယ်။ဟုတ်ပြီနော်အဲ့ချိန်တွေကရေလမ်းမိုးပြီးတော့မှမဖြတ်ခဲ့ဘူးဆိုလို့ရှိရင်အခုချိန်ဆိုလို့ရှိရင်လူတွေကဒူးကြိုက်ကိုအသေးအလဲကိုပြုတ်ပြီးတော့မှဘလို့မှထိန်းချုပ်လို့မရတဲ့အခြေအနေတခုကိုရောက်သွားမှာဖြစ်တယ်ဆိုတာပြောချင်တယ်။အဲ့နော်အိတ်လက်ထက်ထက်ပို့ဆိုးတဲ့အခြေအနေမှာအခုချိန်မှာဖြစ်နေမှာဖြစ်တယ်။ဒါပေမဲ့အဲ့နော်အိတ်လက်ထက်လောက်အခုချိန်မှာမဆိုးဘာကြောင့်လဲဆိုတော့ဘုရားခင်ကအဲ့ generation ကိုဖြတ်ခဲ့လို့ဖြစ်တယ်။ဟုတ်ပြီနော်ခုနလက်ဥပမာလို့ပေါ့လက်ကိုမကြိုက်လို့မချစ်လို့တန်မိုးမထားလို့ဖြတ်တာမဟုတ်ဘူး။ဘုရားခင်ကလည်းသူ့ကိုစီရင်တယ်ဆိုတာသူတို့ကိုစေးကြောတယ်ဆိုတာကမချစ်လို့မကြိုက်လို့မနှစ်သက်လို့လုပ်လိုက်တာမဟုတ်ဘူးဖြစ်တယ်ဆိုတာကိုပြောချင်တယ်โอเคเนาะအဲ့တော့အဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်ကျွန်တော်ခရိယန်ယုံကြည်ခံအောင်ကြမှာတရေတစီဆိုတာမရှိပါဘူးဟုတ်ပြီเนาะအဲ့တရေတစီအခုပုံသားဖုံဖုံတို့မြင်နေတဲ့တရေတစီတွေကျန်တဲ့လူတွေမြင်နေတဲ့တရေတစီဆိုတာကနတ်ဆိုးဝိညာဉ်ဆိုးရဲ့လှည့်စားခြင်းကြောင့်မြင်နေရသောအရာတွေဖြစ်တယ်နတ်ဆိုးလှည့်ဝိညာဉ်ဆိုးတွေကလာပြီးတော့မှဟန်ဆောင်ပြီးတော့မှလှုပ်ဆောင်နေတာဖြစ်တယ်ဆိုတာဒီညနေပြောချင်ပါတယ်နားထောင်တဲ့ဖုံဖုံဖြတ်ရှင်ကောင်းချီးပေးပါလေကျန်တဲ့နားထောင်တဲ့ဒီကောင်မတော်အားလုံးပေါ်မှာလည်းဖြတ်ရှင်ကောင်းချီးပေးပါစေ